ချွေးထက်ညာရင်အစီကြတယ်ဆိုတာတကယ်လားကျင်းသွားပြီးချွေးရရွှဲနေရဲ့ဒီထွက်လာရင်ဒီနေ့တော့အစီတော်တော်ကျသွားပြီလို့ထင်နေပါလားဒါပေမဲ့ချွေးထွက်တာနဲ့အစီကြတာကတခုတည်းမဟုတ်ပါဘူးတချို့လူတွေကချွေးအရန်ထွက်လို့အစီကြနေပြီလို့ထင်ကြပေမဲ့တကယ်တမ်းအဖြေကတင်ထင်ထားတာနဲ့မတူနိုင်ပါဘူးဒီနေ့တော့ချွေးထွက်တာနဲ့အစီကြတာဘာကွာခြားလဲဆိုတာပြပြပေးပါမယ်နံပါတ်1ချွေးထွက်တာကရေထဲဆုံးရှုံးတာပါလေ့ကျင့်ခန်းလုပ်ပြီးချွေးထွက်တဲ့အခါကိုယ်လေးစိန်ခဏရော့သွားနိုင်ပါတယ်ဒါပေမဲ့အများစုကအစီကြတာမဟုတ်ဘဲရေတက်ရော့သွားတာဖြစ်နိုင်ပါတယ်နံပါတ်2ချွေးကိုထွက်တိုင်းအစီပုံမကြပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ချွေးထွက်ပမာဏမတူညီပါဘူးတချို့လူတွေကချွေးနဲ့ပဲထွက်ပေမဲ့လည်းကယ်လိုရီတွေလောင်ကျွမ်းနေနိုင်ပါတယ်နံပါတ်3အစီကြဖို့အရေးကြီးတာကချွေးမဟုတ်ပဲကယ်လိုရီအသုံးပြုမှုပါခန္ဓာကိုယ်ကအသုံးပြုတဲ့စွမ်းရည်ပမာဏကစားသုံးတဲ့စွမ်းရည်ပမာဏထက်ပိုများနေမှအစီရောစားဖို့အထောက်အကူချင်နိုင်တာပါဒါကြောင့်ချွေးထွက်အောင်ပဲအာရုံစိုက်တာထက်ပုံမှန်လေးခြင်းငန်းနဲ့အာဟာရမျှတဖို့ကပိုအရေးကြီးပါတယ်ဘယ်လိုလုပ်တင်လဲချွေးထွက်တာတဲ့ပုံမှန်လေးခြင်းငန်းလုံနိုင်ဖို့ကိုပိုအာရုံစိုက်ပါလေးခြင်းငန်းလုပ်တဲ့အခါရေတက်လုံလောက်တောက်သုံးပါအစားအသောက်နဲ့ကိုယ်လက်လှုပ်ရှားမှုကိုညှက်တောင်ထိန်းသိမ်းတာကရေရှည်မှာပိုအကျိုးရှိနိုင်ပါတယ်ချွေးထညာတာကကောင်းတဲ့အချက်လေးဖြစ်နိုင်ပါတယ်ဒါပေမဲ့အစီကြမကြကိုတော့ချွေးပမာဏနဲ့တိုင်းတာလို့မရပါဘူးနော်